Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်တုပ်ထဲကစာရေးဆရာတယောက်သူတကယ်ကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်ကလေးကိုရေးထားတဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်အဲ့ဒီစာရေးဆရာကတော့ marketing သမားထင်ပါတယ်သူကတော့ marketing ရှုထောင့်ကနေရေးပြထားတာပေါ့နော်ကျွန်တော်ကတော့ marketing ရှုထောင့်ကနေပြောပြသွားမှာမဟုတ်ပါဘူးအဲ့ဒီအဖြစ်အပျက်ကလေးကဘာလဲဆိုတော့တကယ်သူကုန်တိုင်းရှိကဖြတ်ရှောက်တရောင်စာတယောက်ကိုသတိထားမိသွားတယ်အဲ့ဒီဒရောင်စာကသူ့ရှိမှာခွက်၅လုံးချထားတယ်။တော့ပုံမှန်တိုင်းစင်တော့သတိထားမိမှာမဟုတ်ခွက်တွေကအများကြီးချထားတယ်။အဲ့ဒါပြီးအဲ့ဒီခွက်တွေမှာစာရီလေးရေးထားတယ်။ဒီဘက်ခွက်မှာကျတော့အစ္စလမ်ဒီဘက်ခွက်မှာကျတော့ဟိန္ဒူဒီဘက်ခွက်မှာကျတော့ခရစ်ယာန်ဒီဘက်ခွက်မှာကျတော့ဗုဒ္ဓဘာသာနောက်တစ်ခွက်မှာကျတော့ဘာသာမဲ့ဆိုမှရေးထားတယ်။အဲ့ဒါပြီးသူဘေးနားမှာပုတ်ပြားလေးထောင်ထားတယ်အဲ့ဒီပုတ်ပြားမှာဘယ်လိုရေးထားလဲဆိုတော့ဘယ်ဘာသာဝင်တွေကပို့ပြီးတနာကျင်တာတတ်တယ်တဲ့ဘလောက်မိုက်လဲ psychology ကိုသုံးချသွားတာပေါ့နော်ခင်ဗျားဖြစ်ဖြစ်ကျွန်တော်ဖြစ်ဖြစ်ကိုယ့်ဘာသာကိုပို့ပြီးကောင်းတယ်လို့ပြောကြတာပဲပို့ကောင်းတယ်ပို့ပြီးတနာကျင်တာတတ်တယ်ပို့ပြီးတစ်ဖက်သားကိုကူညီတတ်တယ်လို့လူတိုင်းကကိုယ့်ဘာသာကိုဂုဏ်ယူပြီးအဲ့ဒီလိုပြောကြကြတာအဲ့တော့အဲ့ဒီရှေ့ဖြတ်လျှောက်သွားတဲ့လူတွေကခရစ်ယာန်တို့ဗုဒ္ဓဘာသာတို့ဟာငါဗုဒ္ဓဘာသာကြီးလိုက်မယ်ဥမာဖြင့်ကျွန်တော်ဗုဒ္ဓဘာသာပေါ့ဗုဒ္ဓဘာသာခွက်ထဲကိုလမ်းကြည့်လိုက်မယ်ဟာဗုဒ္ဓဘာသာခွက်ကပတ်စံနဲ့ထဲတယ်လို့မရှိပါလားဆိုထဲသွားမယ်တော့ခရစ်ယာန်တယောက်ကဖြတ်လျှောက်လာမှာခရစ်ယာန်နဲနေတယ်ထပ်ထဲမယ်ပြောချင်တာတရောင်းစားပြိုင်ပွဲလေးတစ်ခုဖန်တီးပေးလိုက်တာဆိုလူတွေရဲ့စိတ်ကိုအသုံးချသွားတာပေါ့မခံချင်စိတ်ရှင်ပြိုင်လူစိတ်အဲ့ဒါတွေကိုအသုံးချတော့ဆိုညနေလေးရောက်ရောအဲ့ဒီဒရောင်စာအေးစီစီခွက်ထရပတ်စံတွေကိုအိတ်ထက်ကောက်ထဲပြန်သွားတာပဲပေးကြတဲ့သူနောက်နေ့မှလည်းတခြားနေရာမှာဒါမျိုးပြိုင်ပွဲလေးဖန်တီးအောင်ပါပဲပြောချင်တာကျွန်တော်တို့လည်းဘဝမှာတခြားလူအကျိုးအမြတ်ရဖို့အတွက်ဖန်တီးထားတဲ့ပြိုင်ပွဲတွေကိုကျွန်တော်တို့ဝင်ပြိုင်မိနေကြလားဥပမာအဖြစ်ကျွန်တော်ကတကယ်ချင်း၃ယောက်ရှိနေကျွန်တော်တကယ်ချင်းတယောက်ကလည်းဟိုဘက်ပြိုင်ပွဲဟိုဘက်ဒီဘက်ဒီဝင်ပြိုင်နေကြလားပြိုင်ဆိုင်မှုတွေလုပ်ကြရင်လည်းကျွန်တော်တို့အချင်းချင်းတွေလည်းအခုနိုင်မပြောနိုင်နေဖြစ်နေကြလားခင်ဗျားတို့လည်းတစ်ချက်လောက်တော့စဉ်းစားသင့်တယ်ဘယ်ပြိုင်ပွဲတွေကိုဝင်ပြိုင်မိနေတယ်လေကျွန်တော်ငယ်လေးတုန်းကကျွန်တော်တခြားလူတွေကိုမြောက်ပြီးပြောတတ်တယ်ကျွန်တော်နဲ့ရွေတူတငယ်ချင်းတွေကျွန်တော်တို့ငယ်တဲ့ကလေးတွေအစဉ်ကျွန်တော်အဲ့လိုမြောက်ပြီးဟိုခိုင်းတတ်တာပေါ့ကျွန်တော်တငယ်ချင်းတယောက်ဆိုအဲ့လိုပဲသူကတစ်ပင်တဲ့အရန်ကျွမ်းတယ်ကျွန်တော်တို့စာတင်ကျောင်းဝင်းထဲမှာတေးပင်ကြီးတစ်ပင်ရှိတယ်တော်တော်ကြာတယ်တေးပင်ဦးကြီးပေါ့အရန်လည်းမြင့်တယ်ခါချင်းနေရလည်းအရန်ပေါ်တယ်အဲ့ဒီတစ်ပင်ပေါ်တစ်ကိုင်းပြားမှာတည့်တလုံးမဲ့နေခါချင်းနေရလည်းအရန်ပေါ်တော့ကျွန်တော်မတက်တာတစ်ပင်လည်းမတက်တာအဲ့တော့ကျွန်တော်တငယ်ချင်းခုနတစ်ပင်တက်ကျွမ်းနေကောင်ကျွန်တော်မြောက်ပြီဟဲ့မင်းတစ်ပင်တက်ကျွမ်းနေခါချင်းကလည်းမနာဘူးကွာမင်းဘာဖြစ်လို့လဲမသိဘူးဘာညာကျွန်တော်အဲ့လိုမြောက်ပြီးရင်သူအဲ့ဒီတည်းသူခုခိုင်းသူခုပေးကျွန်တော်လူအသက်အရွယ်ကြီးလာတော့လေကျွန်တော်လူကြီးတွေလေအဲ့ဒါမျိုးကြုံနေရသလားတစ်ချက်စဉ်းစားတဲ့နော်အဲ့ဒါမျိုးတဲကြီးမဟုတ်ဘဲနဲ့တွေ့ဝိုက်ပြီးမှတခြားလူတွေပုံဖော်ထားတဲ့လမ်းတွေကိုကျွန်တော်တို့ရှောင်မိနေသလားတခြားလူတွေဖန်တီးထားတဲ့ပြိုင်ပွဲတွေကိုကျွန်တော်တို့ဝင်ပြိုင်မိနေသလားခင်ဗျားတို့တစ်ချက်တော့ခဏလောက်စဉ်းစားကြည့်တင်တယ်โอเคပါဒီလောက်ပါပဲဘူးတူတာရတယ်ဆိုရင် like and share လုပ်ပေးလို့ရပါတယ်